ဆရာဝန်တော့ပြတင်နေဆိုရင်ဟုတ်တယ် regularly မင်းဆရာဝန်တော့ပြတင်နေဆိုတော့ you should yes အခုခုလောက်တင်နေဆိုရင် should နဲ့တောင်းနေနော် you should see the doctor အဲ့ဒါနေဆရာဝန်တော့ပြတင်နေအခုကကျတော့နေဆေးကိုပုံမှန်တောက်ရမယ်လောက်ကိုလုံးရမယ်လို့ပြောချင်ဘာနဲ့ပြောမလဲyou need to take medicine ဆိုရင်တော့နေဆေးတောက်ဖို့လိုအပ်တယ်လို့ပြောတာလာကတော့နေဆေးတောက်ကိုတောက်ရမယ်လို့ပြောချင်ဘာနဲ့ပြောမလဲ should ဆိုရင်တော့အကြံပြုတာ I think you should see the doctor နေဆရာဝန်တော့ပြတင်နေ you should change a new job နေအလုပ်တစ်ခုပြောင်းတင်နေ so on စသည်ဖြစ်ပေါ့နော်ဒါကကြောင့်နေလောက်ကိုလုံးရမယ်လို့ပြောချင် must နဲ့ပြောတယ် you must နေဆေးတောက်ကိုတောက်ရမယ်ဆိုတော့ဆေးတောက်တာကို take medicine drink နဲ့မတောက်ရအောင်နော်ဆေးတောက်တာကို take နဲ့တောက်ရတယ် you must take medicine M E D I C I medicine ပုံမှန်ဆိုရင် regularly you must take medicine regularly ဟိုနေ့တစ်နေ့ကိုဆေးနှစ်ကြိမ်တောက်ကိုတောက်ရမယ်ဆိုရင်ဘယ်လိုပြောမလဲနေ့တစ်နေ့ကိုဆေးနှစ်ကြိမ်တောက်ကိုတောက်ရမယ်you must take medicine 2 times a day ဒါမှမဟုတ်ရင် twice a day လည်းရတယ်နော်ဒီမှာ 2 yes you must take medicine twice a day